Okay ကျွန်တော်ကားလို့ကိုလေးခုဆွဲကြည့်အောင်ပေါ့နော်အဲ့တော့ကားလို့ကိုလေးဆွဲတဲ့အခါမှာဒီချက် shape ထဲကနေပြီးတော့ပဲဒီချက်တို့ဘယ်လိုဟာမျိုးလေးလိုက်လဲဆိုတော့ဒီမှာ flow chart ထဲမှာရှိနေ terminator ဆိုတဲ့ဟာလေးယူလိုက်တယ်ပေါ့နော်ဒီလိုပုံစံလေးပေါ့အဲ့လေးဆွဲပြီးသွားတဲ့အခါကျလို့ရှိရင်ဒီချက်က cycle လေးနှစ်ခုယူလိုက်မယ်ပေါ့နော်ဒီမှာ cycle လေးတစ်ခုယူလိုက်မယ်ပြီးတဲ့အခါကျလို့ရှိရင်နောက်ထပ်control C control E ပါပဲ copy paste လုပ်လိုက်တာပေါ့နော် cycle လေးတစ်ခုယူလိုက်ပါတယ်အဓိကတော့သူဘာလုပ်ချင်တာလဲဆိုတော့အလယ်မှာဒီလိုမျိုးလေး set wide လေးလုပ်ချင်တာပေါ့နော်အဲ့တော့အတွင်းထဲမှာရှိနေတဲ့ဥစ္စာလေးကိုဒီချက်ကမီကိုပျော်လေးပေါ့နော်မီကိုအပျော်လေးခြယ်လိုက်မယ်နောက်ပြီးတဲ့အခါကျရင်အပြင်မှာရှိတဲ့ဥစ္စာလေးကိုတော့ဒီချက်ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင် black color လေးဒီချက်ခြယ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုလည်းကျွန်တော်ကြိုက်တဲ့အကြောင်းလေးပြောင်းလို့ရတယ်ဒီမှာတော့ဒီချက်က red color လေးပြောင်းလိုက်မယ်ပေါ့နော်သူ့ရဲ့ border line လေးတွေလည်းဒီလိုပြောင်းလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း border line ကို black color border line ပဲထားလို့ရတယ်ဒီမှာလည်းပဲအနားသက်လေးတွေဖြစ်ချင်တယ်ဆို black color border line လေးတွေဒီလိုထားပေးလို့ရတယ်နောက်တစ်ခုကတော့ဒါကိုနှစ်ခုသလုံးဆက်လက်မှတ် control key နေပြီနှစ်ခုသလုံးဆက်လက်မှတ် control C control V ဆို copy paste လုပ်လိုက်ပေါ့နော် copy paste လုပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီနေရာမှာကားပိန်းလေးထားလိုက် okay နောက်တစ်ခုကကျတော့အပေါ်ခုံးလေးဆွဲမယ်ပေါ့အပေါ်ခုံးလေးကိုချိန် cycle လေးနဲ့ပဲဆွဲမှာပါဒီချက်ဒီနေရာမှာအရင်ဆုံးဒါလေးချိန်ကြည့်လိုက်တာပေါ့ချိန်ကြည့်လိုက်တဲ့အခါကျတော့ကားလေးကိုကျွန်တော်ဒီလောက်ထိသွားမလားပေါ့ဘယ်လောက်ထိသွားမလဲပေါ့နော်ဒီလောက်ထိသွားချင်တယ်ဆိုဒီချက်ကဒီဟာကိုဆက်လက်မှတ် send to back ကိုပို့ရုံအပြင်အဲ့ဒါလေးကို control C control V လုပ်ပြီးတော့မှသူ့ကိုဒီချက်နည်းနည်းလေးပို့ပြီးတော့မှကြီးလိုက်ပေါ့နော်ကြီးပြီးတော့မှသူ့ကိုလည်းပဲ right click ခေါ်ပြီး send to back လို့ပို့လိုက်တာအဲ့တော့ဒီကြီးထားတဲ့ဟာလေးကိုဒီလိုအပေါ်လေးကိုတင်လိုက်တာပေါ့နော်အဲ့တော့မှဒီချက်ကဘာလုပ်လို့ရလဲဆိုဒီနှစ်ခုကိုဒီချက်လိုသလိုဒီချက်ပြင်ဆင်လို့ရတယ်ဒီချက်ကြိုက်သလိုပြင်ဆင်လို့ရတယ်ဥပမာအဖြစ်ဒီလိုမျိုးလေးဒါမျိုးလေးဒီလိုခုံလေးသွားခြင်းနဲ့ပြင်ဒါလေးကိုဒီလိုလေးနော်ဒီထက်ပို့ပြီးတော့သေးချင်တာလည်းရှိနေရှိမယ်ဒါမျိုးလေးဒီချက်ပြင်ဆင်လို့ရနော်သို့မဟုတ်သူ့ကိုနည်းနည်းလေးရှေ့ထုတ်လိုက်အဲ့လိုမျိုးလေးထားလိုက်ရဒါလေးကိုဒီဘက်နည်းနည်းရှေ့ဒီလိုမျိုးလေးထားလိုက်အဲ့တော့ဒီအောက်မှာရှိနေတဲ့ဟာဘာလဲဆိုလို့ရှိရင်ထွက်တယ်အဲ့တော့အဲ့ဒါကိုတော့ဒီချက်တို့ဒီလိုလေးပြပြီးလည်းအဲ့ဆိုမထွက်တော့ဆိုပြီးတော့မထွက်တော့သူ့နည်းနည်းသေးချင်လည်းရတယ်နော်သေးချင်လည်းရတယ်သူ့ပြီးတော့မှကိုလိုချင်တဲ့နေရာရအောင်ရွှေ့ပေါ့နော်ရွှေ့ဒီချက်ကတော့ဒါကို control C control V ဆိုပြီးတော့ပဲသူ့ကိုဒီချက်ဒီလိုရွှေ့လိုက်ရွှေ့ဒီကဒါကိုအနောက်ကိုမြောက်ချင်အရောင်လေးပြောင်းလိုက်မယ်เนาะတခါလေဒီမှာ shape ကို light blue လေးပြောင်းလိုက်เนาะ light blue လေးပြောင်းလိုက်သူ့ကို send to back ကိုပို့ပါအမှန်တော့ဒီကောင်ကအရင် send to back ဖြစ်ရအောင်เนาะအဲ့တော့မှကျွန်တော်ဒါပါရမယ်ဆိုရင်ကားလေးနေအနောက်ကဟာလေးကိုဒါလေးကို red color လေးပြောင်းလိုက်เนาะ red color လေးပြောင်းလိုက်မယ်သူ့ကိုဒီလို shade အောင်လေးအမဲလေးထားလိုက် okay ဒါဆိုရင်ဒီထိကပြီးသွားတယ်လက်ကင်ကိုင်းလေးထည့်လို့ရတယ်ကားတကားလေးလက်ကင်ကိုင်းလေးထည့်လို့ရတယ်ပြီးရင်မှန်လေးတွေဟိုဘက်ဒီဘက်ခြားတဲ့ဥစ္စာလေးပေါ့เนาะဒီမှာ shape ထဲမှာရိုး line လေးရှိတယ် line လေးကိုဆွဲချလိုက်ရုံပဲအဲ့ဒါလေးကိုဒီချက်တို့အရောင်ပြောင်းလို့ရတယ်ပြီးတဲ့အခါကျရင်သူ့ရဲ့ weight ပေါ့နော် weight ကိုဒီချက်တို့ပြောင်းလို့ရတယ်ပေါ့နော်ကဲဒါပြီးရင်ဒီချက်မီးလုံးလေးထည့်လိုက်မယ်ဒီမှာ cycle ဒီဟာလေးနဲ့ပဲရိုး cycle လေးနဲ့ပဲကျွန်တော်ဘာလုပ်မှလဲဆိုမီးလုံးလေးတစ်လုံးထည့်လိုက်ဒါပေမဲ့အိမ်မှာဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီချက်တို့ဒီနှစ်ခုပေါ့နော်ဒီမီးလုံးလေးကိုတော့ဒီချက်တို့ကမီးလုံးလေးပြီးတော့အဝါလေးထားမယ်သူတို့နှစ်ခုကိုဆက်လက်မှတ်ပြီးတော့မှချက်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင် march ထဲမှာအဲ့လိုမျိုး fragment ခွဲလိုက်လို့ရတယ်နော် fragment ခွဲလိုက်လို့ရတယ် fragment ခွဲပြီးဒီဟာကိုဖယ်ထုတ်လိုက်ပြင်ဒီအောက်ကဟာကိုပဲဒီလိုဘာအောင်ပြောင်းမှလဲဆို red color ပြောင်းမှာဒါမှဓာရီဒီဘယ်ကိုရောက်အောင်လဲဆို bring to front ဒီလိုပြန်အောင်အဲ့ဆိုရင်တော့အဲ့ဆိုရင်တော့ဒီလိုမျိုးပေါ့နော်ကားပုံစံလေးပေါ့နော်ကားပုံစံလေးတစ်ခုဖြစ်သွားတယ်ဒါလေးတွေကတော့ကိုကြိုက်တဲ့အတိုင်းရွှေ့လို့ရပါတယ်နော်နောက်ခုနကဒီချက်လက်ကင်ကိုင်းလေးထားရတာလေလက်ကင်ကိုင်းလေးပျောက်သွားတယ်ပျောက်သွားတော့အောက်ကိုရောက်သွားအပေါ်ပြန်မတင်ရင်ဘူးအလုံးချုပ်တယ်ထင်လို့ရှိရင်ဒီမှာဒါလေးကိုပြန်ပြီးတော့မှဆွဲထုတ်လိုက်လို့ရတယ်ပေါ့ဒါလေးပြန်ပြီးတော့မှဆွဲလိုက်လို့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဒီချက်ကဒီမှာကားလေးတစ်စီးပြီးသွားပြီဆိုတော့သူ့ကိုဒီကျတို့ file save as ဆိုပြီးတော့မှတိမ်းပါမယ်ဆိုတော့ဒီကျတို့ခုနကတော့လိုပဲ chapter 16နဲ့မှာသူ့ကိုဒီချက်ဘာနဲ့တိမ်းပါလဲဆိုရင်ကားလို့ကိုလို့တိမ်းကားလို့ကိုလို့တိမ်းပြီးတော့မှမျိုးအစားတော့ PNG မျိုးအစားနဲ့တိမ်းလိုက်မယ်သို့မဟုတ် JPG ဖြစ် PNG ဖြစ်တိမ်းလို့ရတယ်သို့တော့ဒီချက်တို့က just this one ဒီ slide တစ်ခုပဲတိမ်းအဲ့တော့ဒီ slide တစ်ခုပဲတိမ်းမှာဆိုတော့ဒီကောင်ထွက်လာပြီးကားလို့ကိုထွက်လာအဲ့တော့ကားလို့က transparent မဖြစ်ဘူး size ကလည်းသေးနေတယ်ဆိုရင်အဲ့ဒါကိုပြင်နေတယ်ဆိုရင်တော့ပိတ်နေမှာသွားပြီးပြင်မယ် GIMP နဲ့ပြင်လဲရတယ်ပေါ့နော် GIMP ကိုတော့နောက်မှဆက်တင်လို့တီးတန့်တင်လို့ပေါ့နော်ခုဒီမှာဆိုရင်ဒီချက်ကဒါကိုဘာလုပ်လိုက်တာလဲဆိုလို့ရှိရင်ကားလို့ကိုဒီချက်တို့ယူလိုက်ပြီပေါ့နော်
ကားလို့ကိုလိုက်ပြီးတဲ့အခါကျတော့သူ့မှာဒီချက်ကိုဘာလုပ်လို့ရလဲဆိုဒီမှာ background transfer remove background ပေါ့နော် background ကိုဖြောက်လိုက်တာမျိုးရှိတယ်ဆိုဒီချက် background ဖြောက်လိုက်ပေါ့နော် background ဖြောက်ပြီးတော့သူဆက်လက်မှတ်ပြီးတော့မှ copy ကူးကြည့်ရဆိုလို့ရှိရင်ခုနကပြခဲ့လို့မျိုးလေဘယ်လိုရောက်သွားမလဲဆိုတော့ဒီမှာ design ထဲမှာဒီလိုမျိုးထဲမှာထည့်လိုက်လို့ရှိရင်တော့လား transparent ဖြစ်သွားတယ်เนาะ transparent ဖြစ်သွားတယ်ဒါလို့အဲ့လိုမျိုးနမူနာပြချင်တာဟုတ်ပြီเนาะ okay ကဲဒါဆိုလို့ရှိရင်ဒီချက်တို့ဒါဆိုရင်ဒီဟာပုံကဆွဲပြီးသားဖြစ်သွားဟုတ်ပြီเนาะဒီချက်တို့ကားလို့ကိုလည်းထုတ်ပြီးဒါပြီးသွားပြီဆိုရင် save လုပ်လိုက်ပြီပေါ့เนาะဟုတ်ပြီလား